ကိုကြီးကားအကြောင်းရှင်းပြမယ်ဒီအတန်ကြားရင်စိတ်မပူပါနဲ့ ABS ကားတစ်စီးကိုရပ်တန့်ဖို့ဆိုတာ brake နင်းတာပဲလို့လူများစုထင်ကြတယ်တကယ်တမ်းက brake ဆိုတာ hydraulic system ပါကိုက brake နင်းလိုက်တဲ့အခါ brake စီ brake fluid ကိုဖိအားပေးလိုက်တယ်ဒီဖိအားကပိုက်လိုင်းကနေဘေးတွေစီကိုရောက်သွားပြီး brake caliper တွေက piston တွေကိုသွန်းတယ် piston တွေက brake pad တွေကို rotor brake quad ကိုဖက်ခိုင်းလိုက်တယ်ဒီပုတ်တိုက်မှုကြောင့်ကားရပ်တယ်ဒါပေမဲ့မိုးရာသီလမ်းဆိုတဲ့အခါဒါမှမဟုတ်ချော်တဲ့လမ်းမှာ brake ကိုပြင်းပြင်းနေမိရင်ဘေးတွေ lock ချပြီး steering မရှိတော့ဘူးဒီမှာ ABS anti-lock braking system ကကဲတင်တယ် ABS ကဘေးတွေ lock မချအောင်စက္ကန့်ပိုင်းအတွင်းအချိန်ရာနဲ့ရှိ brake ကိုဖိညွှတ်ပေးတယ် ABS အလုပ်လုပ်ရင်ခြေနှင်းမှာတုံရင်ဖြစ်ပြီးဂျက်အသက်မြန်ကြားရမယ်ဒါကဘေးတွေလှည့်နေအောင်လုပ်ပေးပြီးကို brake အုပ်ရင် steering လှည့်လို့ရအောင်ကူညီပေးတယ် advantage brake အုပ်ရင်ထိန်းချုပ်နိုင်စွာ steering control ကောင်းတယ်ဘေး lock ချပြီးကားလဲတာဘေးတိုက်ဆောင်းတာကိုကာကွယ်ပေးတယ် disadvantage ကုန်ကျစရိတ်များတယ် ABS sensor ပန့်ပါတယ်ခီးချမ်းထိုးတဲ့လမ်းတွေမှာ ABS ပါတဲ့ကားက brake အုပ်ရင်အနှဲငယ်ခံစားချက်ကွဲပြားနိုင်တယ် brake နင်းခြေနှင်းကိုဖိထားပါ ABS အလုပ်လုပ်ရင်အတန်ကြားလို့ခြေလွတ်လိုက်ရင် brake ပြတ်သွားမယ်ဒါကြောင့်ဖိထားပြီး steering လှည့်ပါနေ့စဉ်9မိနစ်စာကိုကြီးတို့နဲ့အတူလေ့လာပြီးတငယ်ချင်းတွေကြမှာကားဆရာကြီးဖြစ်လိုက်ပါ